Khalifa Saji, Assalamualaikum. Waalaikumsalam warahmatullahi wabarakatuh. Ramadan Mubarak, Nyanyan Mati, Ramadan Lama, Alo, Muslimnya Alo, Nyanyan Taya, Rahma Berkaya, kamu so ibadah lo naimu, lawan tahun nak kata ada lagi kedama, ibadah lo bi, ijan Taya sudah naimu, pada mahu Allah Taala dua piwar kami. ကျွန်တော်တို့မြန်မာပြည်ရဲ့တတိကလောကရဲ့အင်အားတောင့်တင်းဆုံးမူရစ်တန်စပယ်ပေါင်းသိန်းချီပြီးတော့ရှိတဲ့ KFTG Grana Family မိသားစုရဲ့ဦးစီးဦးဆောင်ခလီဖာဦးသိန်းဝင်းအောင်ဟာမင်းမြန်သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအီရန်နိုင်ငံရဲ့ခေါင်းဆောင်ကြီးရှီယာတွေရဲ့ခေါင်းဆောင်ကြီးအစ္စလမ်ဒုတိယလူရဲ့ခေါင်းဆောင်ကြီးရှဟီဒီကြာဆုံးသွားတဲ့အပေါ်မှာခလီဖာဆက်ကြီးအနေနဲ့ယင်းရဲ့ခံစားချက်လေးတစ်ခွန်းလောက်မင်းချွေပြောကြပေးပါလို့တောင်းဆိုပေးရစီခင်ဗျာ ဟုတ်ကဲ့ခင်ဗျာ أعوذ بالله السميع العليم من الشيطان الرجيم بسم الله الرحمن الرحيم إن الله وملائكته يصلون على النبي يا أيها الذين آمنوا صلوا عليه وسلموا تسليما اللهم صل على سيدنا مولانا محمد وعلى آل سيدنا محمد معدن الجود وعنبر العلم والهم والحكم وعلى آله وأصحابه وبارك وسلم عليه ကျွန်တော်တို့ကုရ်အာန်အယတ်တော်မှာဝါဒဆုမဘီဟာဘလီလာဂျမီအန်ဝလာတဖာရကူနော်အသင်တို့အလ္လာဟ်ရဲ့ကျိုးတော်ကိုဆွဲမြဲစွာဆွဲကင်ကြအချင်းချင်းမကွဲကြနဲ့အဲ့တော့ဒီအာယတ်တော်ကိုကျွန်တော်တို့ရဲ့အစ္စလာမ်နိုင်ငံတွေကမလိုက်နာလို့ပါနော်မလိုက်နာတဲ့အတွက်ကျွန်တော်ပြောပြမယ်ကျွန်တော်တို့အလ္လာဟ်တပါးတယ်ကုရ်အာန်တစ်အုပ်တည်းကာဘာတစ်ခုတည်းတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်နောက်ဆုံးနဗီအကုန်လုံးလက်ခံတယ်နော်အဲ့ဒါနိုင်ငံပေါင်း90ကျော်ရှိတယ်အဲ့ဒါမျိုးဒါပေမဲ့အချင်းချင်းကွဲနေတယ်အဲ့တော့နံပါတ်1ကျွန်တော်တို့ကိုရမတ်ကပြောတယ်ဘယ်သူပြောတော့လဲဆိုတော့မကြည့်နဲ့ဘာပြောရလဲဆိုတာကြည့်နော်နံပါတ်1ခင်ဗျားတို့အီမမ်ခိုမနီရာဟ်မတ်တူလာဟီအလိုင်ညဉ့်ညမှုရောက်ပါသည်ကျွန်တော်တို့ကိုခေါ်ပြီးစတင်တယ်အီမမ်ခိုမနီအိမ်ကိုကျွန်တော်ရောက်ခဲ့တယ်တာမန်စရသားအိမ်လေးလိုပဲအိတ်ခမ်းလေးရလဲဒါပဲနော်ခေါင်းဆောင်ဆိုပြီးတော့ကြမှာအီမမ်ခိုမနီတခင်သည်နော်မရှက်ကိုသွားလို့ရှိရင်သူ့ရဲ့တငယ်ချင်းတွေနဲ့အကုန်လုံးသွားပြီးဇီယာရလုပ်တဲ့အီမမ်လီရာသားတခင်ပြီးရင်ပြန်လာပြီးကော်ဖီဖြောတယ်ဘာလုပ်တယ်ဘာလို့တော့ကွာတဲ့ဒီငါတငယ်ချင်းတွေကိုဇီယာရလုပ်တဲ့လူတွေပြုစုတာလဲအလ္လာဟ်ကိုကိစ္စမလုပ်တာကဲ့သို့ပါပဲကွာနော်ခင်ဗျားတို့အာနာရှင်လို့ပြောတဲ့အီမမ်ခိုမီနီစီရောက်ဖူးသလားတာမန်လေးနေခဲ့တယ်အီမမ်အလီခါမီနာယီသူ့အိမ်ရောက်ဖူးလားဘာမှပိုင်ဆိုင်မှုမရှိဘူးဟာဟိုကွန်မြူနီတွေဒီကွန်မြူနီတွေဘာတွေညာတွေဘာမှမရှိဘူးနှစ်ပေါင်း35နှစ်အုပ်ချုပ်တော့တာသူ့မှာကားတောင်မှကောင်းအောင်မရှိဘူးနော်နံပါတ်1အဲ့လိုနေခဲ့တယ်နံပါတ်သူ့ဟုတ်တာကျွန်တော်ပြောတာအစ္စလာမ်ရဲ့ထွက်ရလန်တစ်ခုတည်းပဲရှိတယ်အဲ့ဒါပါလေဝမန်ယတ်တဝကလ်အလာလာနော်ဖဝဟဇ်ဘူအကျဉ်းတို့ဒီအလ္လာဟ်ကိုတဝကလ်ယုံနေဆိုလို့ရှိရင်သူ့အတွက်လုံလောက်တော်မူတယ်ကျွန်တော်တို့အစ္စလာမ်သားမှာသေတယ်ဆိုတာရှုံးတာမဟုတ်သေတယ်ဆိုတာအောင်မြင်သွားတာလွတ်မြောက်သွားတာအလ္လာဟ်ဒီရှိဖြစ်သွားတာဒါကြောင့်မို့လို့အကြီးကျယ်သူမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးဒါဒီပုဂ္ဂိုလ်ပြောခဲ့တဲ့စကားတစ်ခုနောက်တစ်ခုကဟေးမင်းတို့ငါ့ကိုသေတတ်ဖို့ကြိုးစားတယ်ငါသေသွားလို့ပြတ်သွားမယ်ထင်လားတဲ့ငါပျောက်သွားလဲဘာမှမဖြစ်ဘူးအီရန်နိုင်ငံကြီးလဲပျောက်သွားလဲဘာမှမဖြစ်ဘူးငါတို့အစ္စလာမ်ကိုအတွက်လုပ်တာခင်ဗျားတို့ပကားမွတ်စလင်တွေလေမကာမာနေတာလေဘယ်သူအစ္စရာအီကိုဝိုင်းပြီးထွက်ပြီးတက်ရဲတော့ဘယ်သူပြောရဲတော့မကာမာနေတဲ့လူတွေဗါရတကက်တထေးတွေကိုရောမြတ်ကမိန်တော်မူထားတယ်ငါဒီမွရှရစ်ဖြစ်မှမကြောက်ဘူးမင်းတို့နော်ဒုနီယာထဲမှာရင်မှုနေမယ်ဆိုတာရေကမှုတစ်ခုကိုသိန်းပနှစ်ရာတို့သိန်း900တို့ရွှေတွေပါတယ်တို့ဘာတွေပါတို့ဒူဘိုင်ပါတို့ကိုရောမြတ်ပြောခဲ့တဲ့ဟဒစ်တော်စီဆဒတ်တယာရဆူလောလာသွေးထွက်အောင်မှန်နေတာအခုအာရကဘာကျွန်တော်တို့ရဲ့အစ္စလာမ်ရဲ့ခေါင်းဆောင်နော်အီမမ်အလီခါမီနာယီရာဟ်မတ်တူလာဟီအလိုင်နော်အဲ့ဒီပုဂ္ဂိုလ်ကကွယ်လွန်သွားတာဒီကျွန်တော်တို့အစ္စလာမ်မှာကျွန်တော်တို့ရဲ့အသေးနှလုံးဆုံးရှုံးတာလို့ပဲနော်အဲ့ဒါကျွန်တော်ရဲ့ခံစားချက်ပဲအီမမ်အလီခါမီဒီဒီခေတ်ကအီမမ်ဟူဆိုင်တခင်ဒီခေတ်ကဟာဒရာအဘတ်ကျွန်တော်တို့အဲ့လိုခံယူထားတယ်အဲကြောင့်မလို့ရှာဟတ်ဟူဆိုင်ဘာတရှာဟတ်ဟူဆိုင်အီမမ်ဇိုင်းကျွန်တော်အမခါကြမွေးတူနီဂျစ်တီဒီနဟတ်ဟူဆိုင်ဘီပနာဟတ်ဟူဆိုင်အီမမ်ဟူဆိုင်တခင်ဒီနော်ရှင်မြင်လည်းဖြစ်တယ်ဘာဒရှာအကရိဘယင်တကဘယင်လည်းဖြစ်တော်မူတယ်ဒင်းအစ္စလမ်သားနာဆိုတော့လည်းအီမမ်ဟူဆိုင်တခင်ပဲနော်ဒင်းပနာ
အစ္စလာမ်သာနာအားကိုးနေရတာလေအီမာမ်ဟူဆိုင်တကင်ဖြစ်ပါတယ်ရှာဟတ်စတာဟူဆိုင်ဘာဒရှာဟတ်စတာဟူဆိုင်ဒီနာဟတ်စတာဟူဆိုင်ဒီဘာနာဟတ်စတာဟူဆိုင်နော်ဒါကျွန်တော်တို့ရဲ့ဒီကဝင်ရဲ့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ရဲ့အမျိုးသားရေးခေါင်းဆောင်ဆိုပြီးခံယူပါတယ်ကျွန်တော်တို့အားလုံးမွတ်စလင်ချင်းချစ်ခင်တဲ့ပြုကိုပေးနာတော်မူပါယာလရှမြတ်တခင်ဝါတာဆွေမှုပြီးဟဘလီလာဂျမီယာအလောရှမြတ်တခင်ရဲ့ကြိုးတော်ကိုဆွဲမြဲစွာဂိုင်းနိုင်ပြီးကျွန်တော်တို့မွတ်စလင်ညီနောင်ချင်းချစ်ခင်စွာနဲ့အစ္စနော်ဆပ်မီလကေယေကေဟိုဂျာကျွန်တော်ဖို့ရဲ့ခလီဖာဦးမြစ်ဆိုခဲ့တယ်ကျွန်တော်ရဲ့ဘာယီခလီဖာဦးကိုဆိုခဲ့တယ်ကျွန်တော်ဘိုးရဲ့ခလီဖာဦးချိုဆိုခဲ့တယ်ကျွန်တော်ရဲ့ပြည်ရှာမေဝီया बेद के इवन सब मिल के ये हो जा आलों पुबां भी टुकुर उनके राज के फरिश्ते खाए फरिश्तारे डोमा आजा लाले हर जगह में रौनक पाए कुजनोरो सीओ ने लाबा नियारगा मा सीओ ने द्वे नियारगा मा ले जनोरो इज़ाया वाले में जनोरो शाये सुन्नी ये नो हुआ ये दिया मखवे जाने गारो दी उम्मा गुरमिया उम्मा no alama iqbal di no na turk na hind na swin nga di turki la mo hindi la mo swin la mo balu ma mo bu no dar insan rango bu tamiz bosho barha barma haramast lu da de de ma lu da phit bi lu byu lu me ba nya khwe ja da di nga atwet haram me ma khwe ja bu အထူးသဖြင့်ပေါ့ရှာလီပိုင်းတို့ကျွန်တော်ဆရာဆိုင်နှုံးတို့ကျွန်တော်ဆရာကြီးကုတဝါစာဖွဲ့တို့ကျွန်တော်တို့ဒါကျွန်တော်နှလုံးသားတစ်ခုတည်းပေါ့ဗျာเนาะကျွန်တော်ကိုကျော်ခင်တို့ဆရာနဇီးတို့အကုန်လုံးကကျွန်တော်စိတ်ဓာတ်တစ်ခုတည်းပါပဲကျွန်တော်တို့ဒီနေ့မောက်တို့အားလင်းမြမောက်တို့အားလန်เนาะအားလင်းတစ်ပါးဆုံးတာဒီတကဘာလုံးဆုံးတာပဲဆိုတော့အာရဘီဆိုရိုးရှိပါတယ်เนาะအဲ့တော့ဒီလိုကျွန်တော်တို့ရဲ့အစ္စလာမ်ခေါင်းဆောင်ကြီးဆုံးကြွခြင်းဒီကျွန်တော်တို့တကဘာလုံးဆုံးရှုံးနေဆိုတဲ့အတွက်အဲ့ဒီအတွက်ကိုအလောရှင်များသခင်ဂျန်ဒယ်ဖေတောက်စ်မှာအားလုံးထားပြီးတော့မှာအလောရှင်များသခင်လာမယ့်အနှစ်မှာလဲတနေ့တည်းနဲ့ကျွန်တော်တို့ချစ်ခင်စွာနဲ့အားလုံးအီဘာဒတ်လုပ်နိုင်တဲ့ချစ်ခင်တဲ့ဆွမ်းအားနဲ့အစ္စလာမ်အကျိုးကိုကျွန်တော်မျိုးတို့တည်ဆောင်းနိုင်တဲ့အစ္စလာမ်အစ္စကိုမြင်နိုင်တဲ့ဆွမ်းအားကိုကျွန်တော်မျိုးတို့ till let's break जब डबे आखे नौसों ठट्टे डायना हो चलो लोग ने सुना भी ना रमू वाह वमा तौफीक इल्ला बिल्ला अल्लाह ही तवक्कल तो चलो जुमला पासों आमा मशीवा अल्लाह शुमात किया चलो म्यूरी लोग दी आ लोगों कोई अपारे जाइला शुमात या रब्बल आलमीन करम फरमा आ लोगों जना रमू वाह रहमत का या रब गुल्लू फिर जाबे जाते जेसु न्याय हो गया मैं जेसु वाकम्या अस्सलामु अलैकुम व अलैकुम सलाम व रहमतुल्लाहि व बरकातहू